မင်္ဂလာပါရှင်ဆရာစုမြတ်ရဲ့ရွက်ကျင်မိုးဆက်ပင်ထက်နှင်းပန်းမွေးဆိုတဲ့စာအုပ်လေးတွေကပါထက်ဝတ်မုံဆိုတဲ့စကားပြေခန်းစားမှုစာညွှန်လေးတစ်ပုဒ်ကိုဖတ်ပြပါရစေရှင်ပင်ကျန်လေးတုံဖြူစွန်သွေးငိမ့်ငိမ့်ခိတရီဆောင်ခြင်းလို့ပင်ပြောင်းသွဲတူရှင်ຫນွေရိပ်ကဖော်သွင်းငယ်တကြံမလာဖော်ဆွေပြောစေခြင်းရိုင်းချင်းငယ်တင်းမာလို့အင်းချင်းငယ်ရွှေပြီးဝတ်မုံငယ်စီသည်မြင့်တတိတောင်တစ်ခုကမောင်မေညူမြူးပြန်တော်တယ်လေနေသည်ဒက္ခိဏရင်စွန်းလန်းစီတို့တိမ်ညွတ်ရင်းရိုင်နေရာမှာခေါင်းထောင်ရိုင်းချင်းငယ်တင်းမာလို့အင်းချင်းငယ်ရွှေပြီးဝတ်မုံငယ်စီသည်မြင့်တတိတောင်တစ်ခုကမောင်မေညူမြူးပြန်တော်တယ်လေနေသည်ဒက္ခိဏရင်စွန်းလန်းစီတို့တိမ်ညွတ်ရင်းရိုင်နေရာမှာခေါင်းထောင်ထူမှတ်လာ၏ထိုအခါတောင်လေကဩဘာပေးသည်နည်းနည်းလေးထူမှတ်လာသည်နှင့်အပူစွမ်းကတိတိတသာပြသည်တစ်ပင်တစ်တော်တချို့ရွက်ကြွေခါချပူပန်ကြ၏တစ်ပင်တစ်တော်တချို့ကမူရွက်သစ်စိမ့်ဆိုပရပူးနုတစ်တို့ဖြင့်အံတုပြန်သည်ထိုအခါမှအားငယ်ရွက်ကြွေတစ်တော်တို့အားတက်လောင်းသည်ရွက်သစ်ပူတို့စုတ်တက်ကြကုန်၏မြောက်လေသွေးသွေးဟိမဝန္တာအေးကမဆုတ်ခွာခြင်းဆုတ်ခွာခြင်းဒါပေမဲ့သူ့ရာဒီကကုန်ချေပြီပြန်ပြီးအောင်တော့နှင်းရီစနလရာဒီမစွန်းမီပြန်လာအုံးကြီးနှင်းကိုအကဲပူစွာတန်းတနေစေနှင်းငယ်မှုေးလာသည့်ညနိုးဝဲရနံလေးကနှင်းကိုရုပ်ကြီးမေးပြောက်စေ၍ဝေဒနာတစ်ခုအားနိုးထစေပြန်၏အိုးအပြောင်းလဲမြန်လာချင်ရဲ့လေရနံလေးကဝေးဝေးမှလာပေမဲ့မမိလွယ်လောက်အောင်အလုံးအဖန်အားကောင်းနေပြန်၏တောင်လေးအဖော်ကအပြေးကလေးလက်ဆွဲခေါ်လာတာနေမှာပေါ့အနားရောက်ပါမှမှတ်မိသွားသည်ဟောတရပီတဲလုံးမြေရောဆက်ထားသောရေဓာတ်ပါသည့်တလင်းမြေပြောင်ပြောင်မှာဟောတပွင့်နှင့်လူကောက်ခဲ့ရသည့်တရပီအလိုရမတ်ကြီးပြီးလောဘမတတ်နိုင်သူတို့ကမူအပင်မော်ကတရပီကိုဝစိမ့်လုံးရှည်ဖြင့်အလန့်တကြားခုန်ဆင်းစေ၏ထိုအခါအပြိုပေါ်မဝင်သေးသောတရပီငုံတို့သည်လည်းကျွေလွင့်ရရှာ၏လက်ခုပ်တစ်ဖက်ဖြင့်အပြည့်အမောက်ရလာတော့ဝမ်းနဲ့မပြေသေးသည့်စကားလုံးလေးတဲ့ထက်ကညတိတ်လေးအေးလေးနှင့်ဆေးလိုက်တော့တရပီတို့မျက်စိကျဲလန်းဆန်းကုန်ကြသည်လှလှထွားအပွင့်ကြီးတွေကိုကျွေပကံများတန်တန်လေးတဲ့ထက်ကဖျားတင်ပြီးကျန်တရပီပွင့်လေးတွေကိုစကားကုန်းလေးထဲမှာပဲအချီကျိုးလေးနဲ့တီးကပန်းကုန်းထွားတကုန်းကုန်းပြီးပြီးတော့စကားကုန်းလေးထဲခွင်ထဲပြီးရေစွတ်ထားသည့်အဝိတ္တန်လေးနဲ့အသားအရာပုတ်အုပ်ခါစိတ်နေအောင်အေးသည့်ရေအိုးစင်လေးအောက်ထားသည်စွန်ကက်စွန်လောင်အိမ်ဝေယဝိဆလုတ်ခွေရာကိစ္စများပြည်စည်းမှရေမိုးချိုးခေါင်းလျှော်တနခါတွေမှုံးနေအောင်လင်းကအဝိအစာအသေးဝိပြီးတင်မနာစီတိရှည်လျားဖြောက်စင်းသောခေါင်းလျှော်ပြီးစားဖားလျားချသပင်ကိုစိတ်ရှည်စွာပြီးတင်၍နှစ်ဖူးဆန်စားစီမှာတရပီပန်းကုန်းကိုဝေနေအောင်ပန်တော်သည်အဲ့ဒီနေ့ကကနဦးပထမဦးဆုံးတရပီပန်းတွေစပွင့်နေလေကနဦးပထမဆုံးတရပီတွေစပွင့်နေလေကတရပီပန်းကုန်းလေးကတနခါကြောက်ပြင်ဘေးကတကောက်ခါလေးထဲမှာရှိသည်နောက်နေ့မနက်မှာလဲခြံတော့တရပီပင်ကြီးကညှို့နေအောင်ပွင့်လို့ဖျားတင်ပန်းကုန်းယုံမကအိမ်ကြီးချင်းတွေစီအထိဝေလိုက်ရသေး၏ထိုတရပီကုန်းလဲန
လွမ်းချေသွားတော့တကောက်ခါလေးထဲမှာပဲထည့်ထား၏ဤသို့ဖြင့်သရပီတွေဝေနေအောင်ဖွင့်သရပီကုန်းတွေဝေနေအောင်ပန်ပြီးတကားလားတကောက်ခါလေးတွေကသရပီကုန်းဟောင်းလေးတွေလည်းတွေ့နေအောင်၆တွေ့သွားကြပါဘောသရပီပန်းကုန်းလေးတွေမယိုးနိုင်အောင်ဝေနေအောင်ပန်စေမမဤပါချက်ကတနခါမှုန့်ညံ့ညံ့မှာလဲအခါတိုင်းထက်ဝါရွှေအစင်းကဲလာ၏တနခါရနံကထူးခြားစွာရနံ့မွေးလာသည်အစွန်းအထင်းမဲ့ညက်ညက်ဥနေသည့်ပါးရင်တို့ကပကွက်မှာတရပီဝတ်ဆန်ချောက်လေးတွေကျဲဖောက်လာတာလဲသတိထားမိပါသည်မမပါမှလဲတရပီပွင့်တွေဝီရော့သွားသည်မရှိပဲပန်တော်ကြတရပီကုန်းလေးတွေတကောက်ခါလေးတွေတိုးလာတာနဲ့အမျှ၆သွေးစာတရပီကုန်းဟောင်းလေးတွေကကြောက်ပြန်ချက်မှာတနခါနဲ့ရော့ကျိတ်အသွေးခဲကမမပါကိုအလှဆင်ခဲ့ပါ၏စံထိတ်ဦးကတရပီပါးရင်မြက်ကတရပီမမသွားလေရာမမကိုလေးနဲ့ထိလေရာတရပီချက်ကူးလေတော့တရပီသွေးတွေလှည့်ပတ်တရပီနှလုံးသားဆက်ဆက်တော့တရပီအိမ်မက်တွေနဲ့တရပီဘဝတွေစိတ်ကူးရှင်မိတာမေ့မရတော့စိတ်ကူးရင်မိတာအရာအားလုံးမိသွားလူအတန်တန်ကလှုပ်လို့လိုက်မှပတ်ဝန်းကျင်ကိုတတိယသည်တပြေပင်အုပ်စီမှာကူချွဲနေသောဂျိုးတစ်ကောင်ကဖြတ်ခနဲ့လန့်ပြန်ပြေးသည်အိမ်မက်ပုံရိပ်ကဂျိုးငှက်နဲ့အတူအဝေးစီပြန်သွားပေမဲ့တရပီပန်းနဲ့လေးကပြန်တင်းပွေးပြစေကိုအကိုတရပီပန်းလေးတွေဝယ်ပါအောင်1050လဲပါဒီနှစ်တွေဥပေါတရပီကနဦးပွင့်သောနေ့မှာငွေ90ကျပ်ဖို့တရပီအပွင့်လေးလက်တစ်ခုပ်စာဝယ်ကတရပီအတိတ်ကိုပြန်လဲလွမ်းမောရပြီအုံးမီအော်မောက်တရပီနားဆင်ပေးခဲ့ကြတဲ့စာချစ်သူများအားလုံးကိုကျေးဇူးထူးပဲတင်ပါတယ်ကျွန်မကတော့ Voice Talent အေးစုမမရှင်